မွေမင်းသားလေးရဲ့ချစ်ချင်းမြတ်တာဟိုးရှေရှေတော့ကတစ်တော်တွေကလင်းချင်းလေးနဲ့တူတူလေးစကားပြောနေကြပြီးတော့ပင်လယ်ပြင်ကလားပြေကိုတချင်းဆိုပြနေတဲ့အချိန်မှာအက်ကလေးလို့ခေါ်တဲ့မိန်းကလေးတယောက်ရှိခဲ့တယ်။သူမရဲ့တတိယတော့တနေ့မှာကဘာနှစ်ခုကိုတသားတည်းဖြစ်စေခဲ့ပါတယ်။ဒီနေ့ရေကတကယ်ကိုအနေတော်ပဲနော်။ဟုတ်တယ်ငါတို့ဒီကိုခဏခဏလာတဲ့နေ။မင်းငါးတကောင်ကိုမြင်ပြီးတော့မအော်မချင်းပေါ်ညီမလေးရေ။ဟာဟာဟာငါတို့ဒီမှာပဲထောင်ရနေကြတော့တာပဲအက်ကလေးကပြပြောဆဆနဲ့ကမ်းပေါ်တက်သွားတော့သူမရဲ့အဝိပုံနာမှာမွေတကောင်ကိုတွေ့လိုက်ရတယ်။အိုး no အက်ကလေးမလုံးနဲ့နော်ငိမ့်ငိမ့်နေအောင်လှပတဲ့မိန်းကလေးငါ့ကိုလက်ထပ်ပြီးငါ့ရဲ့မင်းသမီးဖြစ်ရေအောက်ကဘာမှာလိုက်နေနိုင်မလားအဲ့ဒီမွေကြီးကတကယ်ပဲစကားပြောလိုက်တာလားဟုတ်တယ်သူစကားပြောလိုက်တာဟာဟာဟာစကားပြောရတဲ့မွေတကောင်ပဲကောင်းပါပြီရှင်နဲ့ကျမလက်ထပ်ပါမယ်မင်းကိုယ်တိုင်ဂရီပေးပြီးပြီနော်မိန်းကလေးအက်ကလေးငါမင်းစီကိုပြန်လာခဲ့မယ်ဒါတကယ်ကိုထူးဆန်းတဲ့အိမ်မက်ပဲအက်ကလေးအဲ့ဒါအိမ်မက်မဟုတ်ဘူးမင်းအခုလေးဒီမဲ့မွေးတကောင်လက်ထပ်ဖို့ဂရီပေးလိုက်တာအိုးအမရဲ့အဲ့ဒါတောဆောင်နဲ့ကနောက်ပြောင်နေတာဖြစ်မှာပါဒါမှမဟုတ်ဒီနေ့နေပူလုံးလုံးငါတို့တွေစိတ်ကူးရင်မိနေတာနေမှာပါဒါပေမဲ့ငါတို့အားလုံးမြင်လိုက်တာပဲအဲ့ဒီစကားပြောရတဲ့မွေကိုလေကဲလာပါအမေစိတ်မပူခင်အိမ်ပြန်ကြရအောင်မိသားစုထမင်းဝိုင်းမှာတော့အက်ကလေးကမှိုင်တွေ့နေခဲ့ပါတယ်။သမီးဒီ၃ရက်လုံးစိတ်နဲ့ကိုယ်နဲ့မကတ်တယ်လို့ဖြစ်နေတဲ့ကလေးရဲ့။သမီးအဲ့ဒီစကားပြောရတဲ့မွေကြီးအကြောင်းပဲတွေးမိနေလို့ပါ။စကားပြောရတဲ့မွေရဲ့လား။အတိတ်ပဲမရှိလိုက်တာဟာ။ရေကန်သားမှာမျက်စိမာတာနေမှာပါညီမလေးရဲ့။အဲ့ဒါမဖြစ်နိုင်တာပဲလေ။အဲ့ဒီအချိန်မှာပဲအိမ်အပြင်ဘက်မှာအတန်တစ်ခုကိုကြားလိုက်ရတယ်။အဲ့ဒါဘာတန်လဲ။သူတို့တွေအိမ်မျိုးထွက်ကြည့်လိုက်တဲ့အခါမှာတော့မွေတွေအများကြီးကိုတွေ့လိုက်ရတယ်။အားလုံးပဲအနောက်ကိုဆုတ်ကြပါ။မင်္ဂလာညနေခင်းမှာဂုံတည်ရှိမိသားစုဝင်တို့ကျွန်ုပ်တို့ဟာငြိမ်းချမ်းစွာရောက်ရှိလာတာပါ။ရေပြင်ကိုစောင့်ရှောက်တဲ့မင်းသားရဲ့နန်းတွင်းကိုယ်စားလှယ်တွေဖြစ်ပါတယ်။ကျွန်ုပ်တို့ဟာလွန်ခဲ့တဲ့၃ရက်ကကျွန်ုပ်တို့မင်းသားရဲ့တောင်းဆိုမှုကိုကြည်ပြူစွာလက်ခံခဲ့တဲ့အက်ကလေးကိုလာရှာတာပါ။ငါတို့ညီမဘယ်ဦးမှမလိုက်နိုင်ဘူး။အဲ့ဒီလိုတရားဝါတွေနဲ့ကျမဂရီပေးထားတဲ့သူတွေနဲ့လားအကိုသူတို့နဲ့လိုက်သွားလို့မဖြစ်ဘူးသူတို့ကမွေတွေလေသူတို့သမီးကိုရမ်းမွေရင်ဘယ်လိုလုပ်မလဲကြည့်ပါအောင်အမေရဲ့သူတို့ကျမတို့ဘာမှချင်းချောက်တာမှမရှိတာသူတို့ကလာတောင်းဆိုတာပါအတင်းအဓမ္မလာယူတာလည်းမဟုတ်ဘူးသူတို့ကလှကြပါတယ်အမေရဲ့အက်ကလေးအဲ့ဒီရေအောင်မှာဘာတွေရှိနေမလဲဆိုတာသမီးမသိဘူးနော်ဟုတ်ကဲ့ပါဖေသမီးမသိပါဘူးဒါပေမဲ့သမီးစိတ်ထဲမှာအဲ့ဒါကြောက်စရာမဟုတ်ဘူးလို့တကူကူကပြောနေတယ်။သမီးကယူဆိုင်ပါမယ်။ခရီးပေးပါတယ်။ပြီးတော့အားလုံးကိုပြန်ပြောပြဖို့အတွက်ပြန်လာခဲ့ပါမယ်။ဒီမိုင်းကလေးကိုကျွန်ုပ်တို့မျက်မျက်နှုံနှုံနဲ့ကာကွယ်ဆောင်ရှောက်ပါမယ်။မင်းသားစီဗီနဲ့ဟာချစ်ချင်းမြတ်တာနဲ့ဆွေမျိုးတော်ဆန်းမို့ပေါအောင်တန်ဖိုးထားပါတယ်။အက်ကလေးညီမလေးတခုခုဖြစ်လာခဲ့ရင်လေအဲ့ဒီခါကျရင်မိုးချိတ်နိုင်တဲ့ကျဲတဲ့အတန်နဲ့အကိုကြီးကိုညီမလေးလမ်းခေါ်လိုက်မယ်လေ။ညီမလေးကိုယုံကြည်ပေးပါ။မွေရီယာတောက်အုပ်ထဲကနေသူတို့ရဲ့ကန်စီကိုတောက်ပတဲ့လမ်းတစ်ခုဖြစ်ဖန်တီးပေးခဲ့ကြတယ်။အက်ကလေးကတော့ရဲရင်နဲ့စိတ်နှလုံးနဲ့သူတို့ရဲ့နောက်ကိုလိုက်သွားခဲ့တာပေါ့။မင်းရေပြင်းနားကိုကတ်လိုက်တာနဲ့ရေမြင့်တဲ့ပြင်မှာလှိုင်းလေးတွေထလာပြီးရေရီယာလည်းအလင်းတွေနဲ့တောက်ပလာလိမ့်မယ်။မကြောက်ပါနဲ့။လာပါအက်ကလေးကျွန်ုပ်တို့ရဲ့မင်းသားစောင့်ကြိုနေပါတယ်။တတိရှိစံအက်ကလေးနေမဲမော်တက်ပညာတွေကိုမြင်ဘူးကျင်နေစို့။သူမအရှိကိုလမ်းလိုက်တဲ့အခါမှာတော့ရေတွေကသူမကိုဝါမျိုးမသွားဘဲနဲ့တကားတစ်ချက်လိုဖွင့်ဟပေးခဲ့တယ်။ဝါအားလုံးကတကယ်ကြီးပဲ။သူမဟာတောက်ပတဲ့ငါးလေးတွေလှုပ်ကာနေတဲ့ကြာပန်းလေးတွေနဲ့တန်နာကြောက်တွေတလင်းဆောင်နံရံတွေရဲ့ကြားထဲကိုရောက်နေတာတွေ့လိုက်ရတယ်။ရေအောက်ကဘာကတော့အယောင်သွေးစုံလင်ပြီးအေးချမ်းတဲ့တိုင်းပြည်တစ်ခုပါပဲ။အိုးဒီလောက်လာတာမျိုးတစ်ခါမှမမြင်ဘူး။ကြိုးစိုးပါတဲ့အက်ကလေးရှင်ဟာငါဒီရေပြင်ကိုစောင့်ရှောက်တဲ့ ZVNet ပါမင်းရဲ့ရေမောတန်ငါရဲ့ကျိန်စာကိုပြည့်စေခဲ့တဲ့အက်ကလေးမကြောက်တတ်တဲ့စိတ်နှလုံးရှိသူမှသာငါရဲ့စိတ်မှန်တဲ့ရုပ်သွင်းကိုမြင်နိုင်တာပါရေကန်သားမှာရှင့်စကားတန်ကိုကြားတော့အိမ်မက်တစ်ခုလိုပဲထင်ခဲ့တာဒါပေမဲ့ရှင်ကတကယ်ရှိနေတာပဲလေးနဲ့မိုးလိုပဲငါကတကယ်ရှိနေတာပါမင်းတခါငါ့ကိုလက်ထပ်မယ်လို့ပြောခဲ့တယ်နော်အခုရလက်ထပ်ချင်ပါသေးရဲ့လားကျမဒီကိုဘာတွေ့မလဲဆိုတာမသိဘဲနဲ့လာခဲ့တာပါ။ဒါပေမဲ့အလှတရားကျင်နာမှုနဲ့ကျမတခါမှမသိခဲ့တဲ့မော်တက်တွေကိုတွေ့လိုက်ရတယ်။
ဟုတ်ကဲ့စီဗီနဲ့လက်ထပ်ပါမယ်ကျမရှင်ကိုလက်ထပ်ပါမယ်ရေအောက်တိုင်းပြည်မှာ3ရက်တိုင်တိုင်မင်္ဂလာပွဲကျင်းပပြီးအောင်ပွဲခံခဲ့ကြတယ်ငါးလေးတွေကဝိုင်းပွဲကခုန်ကြစာပန်းလေးတွေကပွင့်လန်းပြီးတောက်ပလာကြတယ်ငွေအောင်ဖဲကျိုးလိုငါးလေးတွေကလည်းရေစီးချောင်းထဲမှာလွင်မျောနေကြတာပေါ့ရေနဲ့မြေလာမင်းနဲ့ဒီရေတို့ကိုအမိပြုတ်ပြီးတော့တင်းတို့နှစ်ဦးလုံးကိုတသားတည်းဖြစ်ပေါင်းစည်းပေးလိုက်ပါတယ်အက်ကလီဟာရေအောက်တိုင်းပြည်ရဲ့မိဖုရားဖြစ်လာခဲ့တယ်။သူမရဲ့ရေတံလေးတွေဟာလှိုင်းချက်ခုတ်ကလေးတွေကြားမှာပဲ့တင်ထန်နေပြီးတော့အပေါ်ကတစ်တော်စီကိုလည်းအေးချမ်းမှုတွေတည်ဆောင်ပေးခဲ့ပါတယ်။နှစ်တွေဟာပျော်ရွှင်စွာနဲ့ကောင်းလွန်ခဲ့ပြီးသူမနဲ့ဇီဗီနတ်တို့မှာသားသမီး၄ယောက်နဲ့တာယာခဲ့ကြတယ်။မမေဒီပုံမြင်ထဲမှာအပေါ်ကတစ်တော်ကြောင်းလေးပါတယ်နော်။အဲ့ဒီပုံမှာဘယ်လိုမျိုးလဲယင်ဒီမှာနဲ့မတူဘူးသားလေးရဲ့တက်ပင်တွေကရေစီးထဲမှာလှုပ်ခါနေတာမဟုတ်ဘဲနဲ့ကောင်းငင်ရံစီကိုမြင့်တက်နေကြတာလေငှက်ကလေးတွေကလည်းလေထဲမှာတချင်းဆိုကြတယ်ပြီးတော့လူတွေမမေရဲ့မိသားစုတွေသူတို့ကိုမတွေ့ရတာတော်တော်ကြာပြီသူတို့စီကိုသွားလှည့်လို့ရမလားယင်ကျေးဇူးပြုပြီးတော့ပါတမီးလည်းအဖွားကိုတွေ့ကြတယ်အပေါ်ကိုခီးထွက်မဲ့ကြောင်ငါကြားနေရတာလားဖေဖေမမေရဲ့မိသားစုစီသွားလှည့်လို့ရမလားကျွန်တော်တို့ပုံမြင်တွေအများကြီးကြားဖို့ထားလို့ပါမင်းသူတို့ကိုတတိယနေတာလားနေတိုင်းမှာပဲရှင်သူတို့နေကောင်းကြရဲ့လားကျမကိုတတိယကြရဲ့လားကျမဘာလို့ဒီမှာနေခဲ့လဲဆိုတာကိုနားလည်ပေးကြရဲ့လားလို့တွေးမိပါတယ်ကဲဒါဆိုရင်လည်းငါတို့သွားလည်ကြတာပေါ့ငါတို့သားသမီးတွေလည်းကဘာနှစ်ခုလုံးရဲ့အကြောင်းကိုသိထားသိနေလေရှင်တကယ်ပြောတာလားယင်မိဖုရားတစ်ပါးဟာသူမရဲ့မိသားစုနဲ့ဘယ်တော့မှမကွဲကွာသင့်ပါဘူးပြီးတော့မွေမင်းသားဆိုတာကြောက်စရာမဟုတ်ဘူးဆိုတာကိုသူတို့သိမြင်ဖို့အချိန်တန်ပြီထင်ပါတယ်မွေမင်းသားမိသားစုဟာအက်ကလေးရဲ့အိမ်ကိုသွားခဲ့ကြတယ်အဲ့ဒါလားအဲ့ဒါမမေရဲ့အိမ်လားယင်ဟုတ်တယ်အဲ့ဒါမမေကြီးပြင်းခဲ့တဲ့နေရာပဲလေအဲ့ဒါဘာတူပါလဲသူလားအက်ကလေးလားဟုတ်တယ်အက်ကလေးပါပဲငါတို့အားလုံးကြောက်နေခဲ့တာသမီးနေကောင်းပါတယ်အဖေနေကောင်းရုံနဲ့မကောင်းဘူးသမီးပြောရပါတယ်ဒါနဲ့ဒါကဘာတူလဲဒါကသမီးရဲ့ကမွန်ဇီဗီနက်စ်ပါပြီးတော့ဒီကလေးတွေကအဖေတို့ရဲ့မြေးလေးတွေပေါ့ဂုံတယ်ရှိမိသားစုဝင်တို့ကျွန်တော်သူမကိုခေါ်တာတော့ခမရတို့ထိတ်လန့်သွားမယ်ဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်သူမကိုနေ့တိုင်းချစ်ပေးခဲ့ပါတယ်သူမကကျွန်တော်ရဲ့မိဖုရားပါပြီးတော့ဒီကလေးတွေကတော့ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုတွေပေါ့အေးငါသမီးကိုဒီလိုပြုံးပြောင်းအောင်ထားနိုင်တဲ့သူကိုလည်းငါတို့အိမ်ကကြိုဆိုလျက်ပါပဲအဲ့ဒီနောက်ပိုင်းမှာတော့အက်ကလေးဟာသူမရဲ့မိသားစုစီကိုခဏခဏလာလဲခဲ့တယ်။ရေအောက်ကလက်ဆောင်တွေနဲ့သူမရဲ့ကဘာတစ်ကြောင်ပုံမြင်တွေကိုတည်ဆောင်လာရင်းနဲ့ပေါ့။တချင်ကကြောက်ရွံ့ခဲ့တဲ့မိသားစုတွေကလည်းဇီဗီနက်ကိုချစ်လာခဲ့ကြတယ်။မော်ဒန်ဆိုတာကြောက်စရာမဟုတ်ဘူးဆိုတာကိုလည်းသိလာကြတယ်။ကုန်းနဲ့ရေလူသားနဲ့မွေအတူတကွငိမ့်ချမ်းစွာရှင်တွဲနေထိုင်ခဲ့ကြတယ်။ဒီလိုငိမ့်ချမ်းလိုက်မယ်လို့ဘယ်သူကထင်ထားမှာလဲ။ဒါပေမဲ့စိတ်နှလုံးသားကတော့ငြိမ်းချမ်းမှုကိုမရခဲ့ကြပါဘူး။မွေမင်းသားမိသားစုဟာအပေါ်ဘက်ကဘာကိုလာလေတာတွေရှိနေတော့မှာပဲ။တန်တရားအရေးတွေဟာအက်ကလေးအကိုရီရဲ့စိတ်ထဲကိုဝင်ရောက်လာတယ်။လုံးဝမငြိမ်သက်ခဲ့တဲ့ကြောက်စိတ်ဟောင်းတွေကပြန်ဆလာတယ်။ဘယ်သူမှဒီအန်ဒီယိုမမြင်ကြဘူးလား။ငါတို့ညီမရေအောက်မှာသူ့အသွင်ကိုအလိုရှိတယ်လို့ပြောင်းနိုင်တဲ့တရဝါကြီးနဲ့နေနေရတာလေ။ "तू ကဂျင်နာတတ်ပါတယ်ဂျိုးနဲ့ရဲ့။ तू ကအက်ကလေးနဲ့ကလေးတွေပေါ်မှာဘလို့ဆက်ဆံလဲဆိုတာမင်းမြင်သားပဲအဲ့ဒါပဲငါ့ကိုစိုးရင်စီတာ तू ကသူမကိုပျော်နေတယ်အောင်ဖြစ်အောင်မော်တက်နဲ့ချုပ်ထားတာဆိုရင်ရောသူမကြည့်ရတာပြောနေတာပဲလေကြည့်လေလို့ပါအောင်ငါတို့ကရေအောင်မော်ပညာဒါမှမဟုတ်မွေတွေရဲ့လှဲ့ကွက်တွေကြောင်ဘာမှမသိဘူးမင်းဘာလို့ဆိုလိုချင်တာလဲတာကျွန်တော်ပြောတာဒါကိုစမ်းသပ်ကြည့်တယ်နဲ့ဇီဗီနက်ကိုလေသူ့ရဲ့ဗီဇအစ်စ်ကိုကြည့်ရမယ်တကယ်လို့ तू တကယ်အက်ကလေးကိုကြည့်ရင် तू တက်တည်ပြလိမ့်မယ်ဒါမှမဟုတ် तू ကအန်ဒီရရှိနေတယ်ဆိုရင်တော့ဒါဆိုဘယ်လိုလုပ်မလို့လဲရေအောက်တိုင်းပြည်ကိုမင်းကစစ်ခေးမလို့လားအက်ကလေးကိုလာခေါ်တဲ့ညတော့ကျွန်တော် तू မကိုမကာကွယ်နိုင်ခဲ့ဘူးဒါပေမဲ့အခုတော့ကျွန်တော်ညမကိုကျွန်တော်ကာကွယ်မယ်ဘာပဲပေးဆက်ရပါအမေကျမတို့လက်ဆက်တဲ့ရင်းကြီးပေါင်မုံနဲ့ပလဲပြားရည်တွေယူလာတယ်ကလေးတွေကယူလာခြင်းလို့တယ်လေဖေဖေကဒါကိုဘယ်လိုစနစ်တကျတည်ရလဲဆိုတာသင်ပေးထားတာမင်းတို့ဖေဖေအကြောင်းပြောရရင်မွေပင်ကြီးကဒီနေ့ဘယ်မှာလဲသူတိုင်းပြည်တွေကကိစ္စတွေကိုတွားကြည့်နေပါတယ်ဘာလို့လဲယင်ငါတို့သူ့ကိုယောက်ျားချင်းစကားပြောချင်လို့ပါဘာအကြောင်းလဲငါတို့ရဲ့ရောက်ဖအကြောင်းကိုပိုသိအောင်ပေါ့
ကလေးတွေကသူ့ကိုဘယ်လိုခေါ်ရမလဲဆိုတာပြပေးနိုင်မလား။အိုးလွယ်ပါတယ်။မမေကခေါ်တဲ့တချင်းလေးတင်ပေးထားတယ်လေ။ကလေးတို့ရေမခေါ်အောင်တော့မလုံနဲ့။ချစ်လာစွာသောဇီဗီနန်ရှင်နေကောင်းနေပင်လယ်လိုင်းတွေနွားနို့လိုဖြူပါစေ။ရှင်အန်နီရဲ့ဖြစ်နေရေရီညစ်ပတ်ပါစေ။ဒရီလီအဲ့ဒါမိသားစုရဲ့လျှို့ဝှက်တဲ့ခါတာလေ။ချစ်သူမင်းဘာဖြစ်လို့လဲ။မင်းလမ်းခေါ်လိုက်လို့လေ။အကလေးရဲ့အကိုရီကဇီဗီနန်ကိုပိုက်ကွန်နဲ့အုပ်ပြီးဖမ်းလိုက်ကြတယ်။ဘာလဲခမရတို့ဘာလုပ်နေကြတာလဲ။မဟုတ်ဘူးဂျိုးနဲ့ရက်လိုက်ပါအကိုတို့ဘာတွေလုပ်နေတာလဲ။ညီမလေးရဲ့ဒီတရဝါမင်းကိုတကယ်ချစ်တာလားဓမ္မမဟုတ်လှည့်စားနေတာလားဆိုတော့ငါတို့သိရတော့မှာပေါ့။ဖေကိုမလုပ်ပါနဲ့။အကလေးကလေးတွေကိုဘေးကင်းအောင်စောင့်ရှောက်ပါ။ဂျိုးနဲ့ဒါဘလို့ယူးကြအောင်လုပ်ရက်လဲ။ငါတို့သူ့ကိုရေနယ်ဝေးတဲ့ကုန်းပေါ်မှာထားမယ်။တကယ်လို့သူအသက်ရှင်နေပြီးအကလေးနဲ့အတူရှိကျင်သေးတယ်ဆိုရင်တော့သူ့ရဲ့အချစ်ကစစ်မှန်နေဆိုတာငါတို့သိရလိမ့်မယ်။သူခံနိုင်မှာမဟုတ်ဘူး။ရေနယ်တရဝါတွေကကုန်းပေါ်မှာကြကြအသက်မရှင်နိုင်ဘူး။ကျေးဇူးပြုပြီးဂျိုးနဲ့ကျေးဇူးပြုပြီးမလုပ်ပါနဲ့။တောင်းခံထားပါအောင်ချစ်သူရဲ့ကျေးဇူးပြုပြီးတောင်းခံထားပေးပါ။ငါရဲ့မိဖုရားရဲ့မငိုပါနဲ့။ငါမင်းရဲ့အချစ်ကိုရဖို့အတွက်ဘာလို့မဆိုကြံ့ကြံ့ခံပါမယ်။ခမရတို့သူ့ကိုနာကျင်အောင်လုပ်နေတာပဲ။ तू ကကျွန်တော်တို့ရဲ့ဖေလေ။ကျေးဇူးပြုပြီးသူ့ကိုလွတ်ပေးပါဦးလေးရဲ့ကျေးဇူးပြုပြီးတော့ပါ။ဒါသမီးရဲ့အဖြစ်ပါ။သမီးတချင်းဆိုလိုက်မိလို့ပါ။တောင်းမှန်ပါတယ်ဖေ။ဒါဟာညီမလေးကိုကာကွယ်ပေးတာမဟုတ်ဘူးသား။ဒါဟာကြောက်ရွံ့မှုပဲ။ကြောက်ရွံ့မှုကငါတို့အားလုံးကိုမိစ္ဆာတွေဖြစ်စေတယ်။ကျွန်တော်ထင်ခဲ့တာကျွန်တော်လိုချင်တာကျွန်တော်တို့မှားသွားတယ်အကို။ကျွန်တော်ရေထဲကိုအမြန်ပြန်မရောက်ရင်ကျွန်တော်ပျောက်ကွယ်သွားတော့မယ်။ तू ကမိစ္ဆာမဟုတ်ပါဘူး။လှည့်စားသူလည်းမဟုတ်ဘူး။ तू ကခင်မွန်းတယောက်အဖေတယောက်သူ့ကိုယ်သူတဲ့ကျမတို့ကိုပိုချစ်တဲ့လူကောင်းတယောက်ပါ။တကယ်လို့အချစ်ဟာဒီကဘာမှာနေရာမရှိဘူးဆိုရင်တော့ကျမဒီကဘာကနေထွက်သွားဖို့ပဲရွေးချယ်မယ်။ရှေးအောင်တက်တော်နဲ့ရေပြင်ကနတ်မင်းကြီးတို့ကျမရဲ့ဆူတောင်းကိုနားညောင်းပေးကြပါ။ကျမနဲ့ကျမရဲ့ကလေးတွေကိုတစ်ပင်တွေဖြစ်ပြောင်းလဲပေးပါ။ဇီဗီနဲ့ဆောင်းလျှောက်တဲ့ရေပြင်အနားမှာပေါ့။မဟုတ်ဘူးအကလေးရက်လိုက်ပါ။ငါတို့သူ့ကိုလွတ်ပေးမယ်။ငါတို့ဒါပေမဲ့အချိန်နှောင်းသွားခဲ့ပါပြီ။အကလေးနဲ့သူမရဲ့ကလေးတွေရှိနေတဲ့နေရာမှာအခုတော့လှပတဲ့တစ်ပင်ငါးပင်ရှိနေပါပြီ။ငါဘာတွေလုံးမိတာလဲ။ငါတို့ရဲ့ညီမနဲ့သူမရဲ့ကလေးတွေအားလုံးကငါတို့ရဲ့ကြောက်စိတ်တွေကြောင့်ပဲ။ရေသူ့ကိုရေထဲအမြန်ပို့ရမယ်ရေထဲကိုကျေးဇူးပြုပြီးငါတို့အယမ်းမားသွားပါတယ်။ငါတို့ကိုခွင့်လွှတ်ပါ။အကလေးချစ်သူရေငါသားသမီးလေးတွေရောမဟုတ်ဘူး။ဒါငါတို့ရဲ့အဖြစ်ပါ။ငါတို့ရဲ့ကြောက်စိတ်တွေကဒါတွေကိုဖြစ်စေခဲ့တာပါ။ဒါတွေကိုပြန်ပြင်ဖို့နီးလမ်းများရှိခဲ့ရင်မင်းငါအချစ်စစ်မစစ်ကိုစမ်းသပ်ချင်ခဲ့တာမလား။မင်းမြင်ရပါလိမ့်မယ်။အကလေးမင်းတို့ရဲ့အတန်ကိုပြန်ကြားရဖို့အတွက်ငါဘာလို့မဆိုပေးဆက်ပါမယ်။နောက်တစ်ခေါက်ပြန်ကြားရဖို့ပေါ့။အဲ့ဒီအချိန်မှာပဲစစ်မှန်တဲ့မော်တက်ကနိုးထလာခဲ့တယ်။ချစ်ချင်းမြတ်တာရဲ့မော်တက်ပေါ့။အကလေးနဲ့ကလေးလေးတွေကတစ်ပင်တွေကနေလူသားအဖြစ်ပြန်ပြောင်းသွားခဲ့တယ်။အကလေးငါရဲ့မိဖုရား။အိုးငါရဲ့အသက်ရဲ့ရှင်အသက်ရှင်နေတာပဲ။ရှင်ဘေးကင်းသွားပါပြီ။ငါတို့တင်ယူရမှာတွေအများကြီးရှိသေးတယ်။ငါတို့ကိုခွင့်လွှတ်ပေးနိုင်မလား။ခွင့်လွှတ်ခြင်းဆိုတာဒေါသထက်ချစ်ချင်းမြတ်တာကိုရွေးချယ်တာပါ။ကြောက်ရွံ့မှုကတိုင်းမျိုးကိုတိဆောက်ပေးမယ်။အချစ်ကတော့တရားတွေကိုတိဆောက်ပေးပါတယ်။အဲ့ဒီနေ့ကစပြီးသူတို့အားလုံးဟာထာဝရပျော်ရွှင်စွာနေထိုင်သွားခဲ့ကြပါတော့တယ်။